မိုးတဲထန့်စွာရွာတွန်းနေတဲ့ညတညမှာကိုဟာမျိုးပြင်ကအလုပ်ကိစ္စတစ်ခုကနေအိမ်ကိုကားမောင်းပြီးအလင်းအမြန်ပြန်လာခဲ့တယ်။ဘေးကညောင်ပင်ကြီးနာရောက်ခန့်နေမှတော့လမ်းဘေးမှာထီလေးတက်လက်နဲ့ရက်နေတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်။ဖြူဖြော့နေတဲ့မျက်နှာနဲ့အင်ကြီးဖြူလေးဝတ်ထားတဲ့ထိုမိန်းကလေးကိုကြည့်ပြီးကိုစိတ်မကောင်းဖြစ်သွားမိတယ်။ဒါနဲ့ကားကိုထိုးရက်လိုက်ပြီးညီမလေးဘယ်သွားမလို့လဲ။မိုးတွေကလည်းအရန်ရွာနေတာအကူလိုက်ပို့ပေးရမလားမင်းကလေးကခေါင်းကိုမော့ကြည့်ပြီးသူမရဲ့မျက်လုံးတွေကဝမ်းနဲ့ရိတ်တွေပြည့်နှက်နေတယ်ကျမဟိုဘက်ရွာကတရားထိတ်အထိလိုက်ပြရစီလို့ပြောပြီးကားနောက်ခံထဲဝင်ထိုင်လိုက်ပါတယ်ကားမောင်းနေရင်ကိုကမှန်ကနေတစ်စစ်အနောက်ကိုကြည့်လိုက်တော့မင်းကလေးကငိမ့်တက်လို့အေးဆက်ဆက်အငွေ့တက်တွေကားထဲမှာပြည့်နှက်နေတယ်လို့ခံစားလိုက်ရပါတယ်ညီမလေးဒီညကြီးဘာလို့တယောက်တည်းထွက်လာတာလဲကျမတယောက်ကိုစောင့်နေတာပါသူပြန်လာမယ်လို့ဂတိပေးထားလို့လေသူမရဲ့အတန်ကတုံရီနေပြီးငိုတော့မဲ့အတိုင်းပဲတရားထိတ်ကိုရောက်တော့မင်းကလေးကကားကိုရက်ခိုင်းလိုက်ပါတယ်ကိုကားရက်ပေးပြီးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဘယ်သူမှမရှိတော့ပဲထိုင်ခုံပေါ်မှာတော့ရေစက်ချိုးနဲ့အတူဟောင်းနွမ်းနေတဲ့ဓာတ်ပုံလေးတစ်ပုံကြံခဲ့ပါတယ်ကိုဓာတ်ပုံကိုကောက်ကြည့်လိုက်တော့လွန်ခဲ့တဲ့10နှစ်ကအဲ့ဒီနေရာမှာပဲကားအက်ဆီဒန့်ဖြစ်ပြီးဆုံးပါသွားခဲ့တဲ့သူ့ရဲ့ချစ်သူဟောင်းလေးဖြစ်နေတာကိုတွေ့လိုက်ရပါတော့တယ်သူမအခုဒီမကျွတ်လွတ်သေးပဲသူ့ကိုစောင့်နေတော့မှလားဆိုတာတိလိုက်ရတဲ့အချိန်မှာတော့ကိုပါပြင်ပေါ်ကမျက်ရည်တွေတာစီမရပဲစီးကြလာပါတော့တယ်တခါတလေမှာတရေဆိုတာကြောက်စရာတက်မဟုတ်ပဲမပြီးဆုံးသေးတဲ့တန်ရောစင်ကြီးရဲ့ပြပုံတစ်ခုလည်းဖြစ်နိုင်ပါတယ်